နင်္လာသားနဲ့ကြာသာပတိသမီးအိမ်အောင်ဘက်အတွက်ပြောရရင်ခေမာရံဘက်အတွက်ဒါကိုဇာမနီပြပြပေးသွားမယ်သူတို့နှစ်ဦးဟာရံဘက်သဘောဖြစ်တာကြောင့်စကားကတော့များမှာပဲတားလို့မရအောင်အိမ်နှွေးရေးမှာပြင်ပလူများဝင်ရောက်ဆွတ်ဖက်ခြင်းနဲ့အချင်းချင်းအပြစ်တင်ပြောဆိုခြင်းကြောင့်ပရိပခတွေဖြစ်နိုင်ပါတယ်ဒါပေမဲ့ဉာဏ်ပညာရှိသူချင်းဖြစ်တာကြောင့်ဉာဏ်သုံးပြီးထိန်းချုပ်မယ်ဆိုရင်အဆင်ပြေနိုင်ပါတယ်တနင်္လာသားကလွတ်လွတ်လပ်လပ်ပို့ပေါ်ပါနေရတာကြိုက်တယ်ဒါတွေကအချို့နေရာမှာပို့ပြပြသဘောတက်ရောက်သွားနိုင်တယ်ကြာသာပတိသမီးရဲ့ဆရာတပွဲဆုံးမမှုတွေကလည်းတနင်္လာသားရဲ့စိတ်ကိုနာကျင်စေပါတယ်ကြာသာပတိသမီးရဲ့စိတ်စေတနာကိုတနင်္လာသားကမြင်ပေးပါကြာသာပတိသမီးကစကားပြောရင်ချိုသားနူးညံ့စွာပြောပေးပါတနင်္လာသားတွေကစိတ်ခံစားလွယ်တာကြောင့်ချူချူတတာပြောရင်သူတို့အရန်သဘောကျပါတယ်နော်ကြာသာပတိဂျိုသည်စီးစိမ်နဲ့ချမ်းသာခြင်းသဘောကိုဆောင်လို့စီးပွားရှာရာမှာငွေဝင်လန်းပေါ်များနိုင်ပါတယ်ကျွန်တော်ကျမတို့ကတော့စီးပွားရေးမပြေလည်သေးဘူးဆိုတဲ့သူတွေအတွက်တော့စီးပွားတိုးရရအနေနဲ့ပကံလုံးအစ်စ်သို့မဟုတ်တစ်သားတိတိလေးတဲ့ကိုငွေဆက်ကူကိုရွက်ထက်အိမ်ရဲ့အမြင့်တနေရာမှာတင်ထားပါအဲ့ဒီဒနာကွက်အနီးမှာအမွှေးတိုင်း၃တိုင်းမကြာခဏပူဇော်ပေးရင်စီးပွားကောင်းခြင်းကိုအားပေးပါတယ်အကျိုးပေးလုပ်ငန်းတွေကစည်ရင်းအင်းဥပဒေနဲ့ဗန်လုပ်ငန်းပညာရေးလုပ်ငန်းတွေအကျိုးပေးနိုင်ပါတယ်ရန်ပြည်စေရန်မိမိတို့ရဲ့အိမ်ဖျား၌တပြေပန်းခုနှစ်ညွန့်သို့မဟုတ်9ညွန့်ကိုကတ်လူပါရန်ကိုပြင်းငိမ့်စေရန်အဓိကကတော့မေတ္တာပဲနော်မေတ္တာတုတ်ကိုနာရွတ်ပါနှစ်ဦးစလုံးစိတ်တူကိုယ်တူမေတ္တာတုတ်ရွတ်ဖတ်ပြီးတော့အချင်းချင်းရံများလျော့ပါ၍တာယာငြိမ်းချမ်းသောအိမ်တော်တစ်ခုဖြစ်ပါစေလို့မြတ်စွာဘုရားရှိခိုးဆုတောင်းပါ